여러분 안녕하세요. 아우메 데이지 코리아 language learning အခြေခံကိုရီးယားဘာသာစကားသင်ကြားနေဆိုလိုက်ပါတယ်။အဲ့တော့ဒီချိန်တော့အရင်နေ့တွေကချိန်ကိုလေ့လာခဲ့တာဒီ19လုံးအကုန်ပြီးသွားပြီပေါ့နော်။ဒီ19လုံးပြီးသွားပြီဆိုတော့ချိန်တို့ဒီနေ့မှာတော့တရကိုလေ့လာပါမယ်။အဲ့တော့ဒီဘာသာစကားမှာချိန်တို့တရဘယ်နှလုံးရှိလဲဆိုရင်တရစုစုပေါင်း21လုံးရှိပါတယ်နော်။တရစုစုပေါင်း21လုံးရှိတယ်နော်အဲ့တော့တရကိုဒီရှယ်တို့ကကိုရီးယားလို့ခေါ်ခြင်းလဲဆိုလို့ရှိရင်တော့မိုအုံးလို့ခေါ်ပါတယ်မိုအုံးမိုအုံးတရနော်မိုအုံးတရနော်ကိုရီးယားလို့အခေါ်လေးကတော့ဒီရှယ်ပြောတဲ့အတိုင်းပဲပေါ့နော်ရှယ်တို့ဒါမကြက်လဲရတယ်ဟုတ်ပြီနော်ကဲအဲ့တော့ရှယ်တို့တရစုစုပေါင်းဘယ်နှလုံးရှိရလဲဆိုရင်21လုံးအဲ့ဒီမှာမှဒီရှယ်တို့ပြန်ပြီးတော့ခွဲပါတယ်မူရင်းတရနဲ့ပေါင်းဆက်တရဆိုပြီးတော့ပြန်ခွဲထားတယ်ဟုတ်ပြီနော်တရ21လုံးကိုပြန်ခွဲတယ်မူရင်းတရ10လုံးပေါင်းဆက်တရ17လုံးနော်မူရင်းတရဒီ10လုံးရှိပြီးတော့ပေါင်းဆက်တရဒီ17လုံးရှိမယ်နော်အဲ့တော့ခြေတို့ဟိုရှိမှာတင်ခဲ့တဲ့ခြေတို့ကြီးတော့ငါဆိုလို့ရှိရင်ဒီခြေတို့ကြီးကစုစုပေါင်းဘယ်နှလုံးရှိရလဲဆိုရင်19လုံးရှိတယ်နော်ဒီစုစုပေါင်း19လုံးအဲ့ဒီပြည်စုစုပေါင်းကိုလည်းခြေကပြန်ခွဲထားပါတယ်မူရင်းပြည်က14လုံးရှိပြီးတော့ပေါင်းဆက်ပြည်က5လုံးရှိပါတယ်နော်မူရင်းပြည်14လုံးပေါင်းဆက်ပြည်5လုံးရှိတယ်အဲ့ခြေဒီတရမှာလည်းအတိုင်းပဲတရစုစုပေါင်းဘယ်နှလုံးရှိလဲဆိုရင်21လုံးရှိတယ်မူရင်းတရ10လုံးရှိပြီးတော့ပေါင်းဆက်တရက17လုံးရှိပါတယ်နော်အဲ့တော့ကဲတချို့မူရင်းတရ10လုံးကိုအရင်စပြီးတော့လေ့လာမယ်အဲ့တော့မူရင်းတရကိုတချို့ကိုရီးယားလို့ခေါ်ခြင်း 기본 모온 လို့ခေါ်ပါတယ် 기본 모온 ဆိုတာဒီချေတို့ဒါမူရင်းတရကိုပြောတယ်ပေါ့နော်မူရင်းတရဘယ်နှလုံးရှိလဲဆိုရင်10လုံးရှိတယ်နော်ကဲအဲ့တော့ဘာတွေလဲဆိုရင်ကြည့်အောင်ပထမဆုံးတစ်လုံးဒီအာဟုတ်ပြီနော်အာကဲအဲ့ဒီအာကိုဆွဲမယ်ဆိုလို့ရှိရင်အရင်ဆုံးအပေါ်ကနေအောက်ကိုမြင်းတက်ကြောင်းအရင်ဆွဲလိုက်အပေါ်ကနေအောက်မြင်းဆွဲပြီးသွားလို့ရှိရင်အလေကနေပြီးတော့ဘယ်ကနေညာကိုမြင်းတို့လေးတက်ကြောင်းဆွဲပါမယ်သူဒီချေအာနော်အဲ့ဒီအာဆိုတဲ့တရလေးကိုချေတို့အပြီးနဲ့ပေါင်းမယ်ဒါလေးဒီချေတို့အပြီးနဲ့ပေါင်းထားတာပေါ့အပြီးနဲ့ပေါင်းလဲပဲချေအတန်ထွက်ကအတူတူပဲအာဆိုတဲ့အတန်နဲ့ပြန်ထွက်တယ်အာဟုတ်ပြီနော်တရကတော့ချေဒီဟာလေးနော်တရဒါကတရဒီဟာဒီချေဒါအာပြီးနဲ့ပေါင်းထားတယ်အာနောက်တစ်ခုကကြတော့ဒီချေတို့ယာကကြတော့ချေတို့အပေါ်ကနေအောက်ကိုချေတို့မြင်းတက်ကြောင်းဆွဲမယ်နော်အပေါ်ကနေအောက်ကိုမြင်းတက်ကြောင်းဆွဲပြီးတော့ချေတို့ဘယ်ကနေညာကိုမြင်းတူလေးကနှစ်ကြောင်းဖြစ်ပါမယ်မြင်းလေးတွေကဆွဲလို့ရှိရင်လေဟိုဒီမှာရေးထားတဲ့လိုမျိုးလေးပေါ့ချေတို့တက်လေးပဲနော်ဒီဆွဲရတာဆိုတော့ဒီ mouse နဲ့ဆွဲရတာဆိုတော့တိတ်ပြီးတော့မြင်းတွေကမညီဘူးဖြစ်နေနော်ဆိုတော့အားလေးတစ်ချက်ဒီခံပြီးပါအောင်လို့ဒီမှာဒီဗီဒီယိုဆွဲထားတဲ့အတိုင်းပဲဒီမြင်းလေးတွေကတက်လေးတွေဖြစ်မယ်နော်ရာဆိုလို့ရှိရင်အပေါ်ကနေအောက်ကိုမြင်းတက်ကြောင်းဆွဲပြီးတော့မှဘယ်ကနေညာကိုဒီချေတို့မြင်းတူလေးကနှစ်ကြောင်းဆွဲလိုက်ပါမယ်ရာဟုတ်ပြီနော်အပေါ်ကနေအောက်မြင်းတက်ကြောင်းဆွဲမယ်ဘယ်ကနေညာကိုမြင်းတူလေးကနှစ်ကြောင်းဆွဲမယ်ရာသူ့ကိုဒီချေတို့အပြေးနဲ့သွားပေါင်းတယ်အတန်ထွက်ကရာပဲနော်အပြေးနဲ့ပေါင်းလဲပဲအတန်ထွက်လေးဒီရာအဲ့တော့ချေနှလုံးရသွားပြီအာရာနော်အာဒီချေမြင်းတူလေးကဘယ်နှကြောင်းပဲရှိလဲဆိုရင်တစ်ကြောင်းပဲရှိတယ်ရာကမြင်းတူနှစ်ကြောင်းရှိတယ်ဟုတ်ပြီနော်ကဲချေဆက်ပြီးတော့လေ့လာမယ်နောက်တစ်လုံးကကြတော့ချေအောဟုတ်ပြီနော်အောကကြတော့အရင်ဆုံးဘယ်ကနေညာချေမြင်းတူလေးအရင်ဆွဲမယ်မြင်းတူဆွဲပြီးတော့မှချေအပေါ်ကနေအောက်ကိုမြင်းရှည်တစ်စောင်းဆွဲလိုက်မယ်နော်ဘယ်ကနေညာမြင်းတူတစ်စောင်းအပေါ်ကနေအောက်ကိုမြင်းရှည်တစ်စောင်းဆွဲမယ်အော်ဘယ်ကနေညာမြင်းတူတစ်စောင်းရင်ဆွဲအပေါ်ကနေအောက်ကိုမြင်းရှည်တစ်စောင်းဆွဲမယ်အော်နော်အပြေးလေးနဲ့ပေါင်းလဲပဲအော်တန်ထွက်လေးဒီအော်နော်နောက်တစ်ခါကြတော့ချေတို့ယောကကြတော့ဘယ်ကနေညာကိုဒီချေတို့မြင်းတူလေးကနှစ်ကြောင်းဖြစ်မယ်နော်ဘ
ဘယ်ကနေညာမြင်းတူနှစ်ချောင်းရင်ဆွဲပြီးတော့မှအပေါ်ကနေအောက်ကိုမြင်းရှိတစ်ချောင်းဆွဲမယ်ယောဘယ်ကနေညာမြင်းတူလေးကနှစ်ချောင်းဖြစ်ပြီးတော့အပေါ်ကနေအောက်ကိုမြင်းရှိသည်တစ်ချောင်းဆွဲလိုက်မယ်နော်ယောတန်ထွက်လေးသည်ယောနော်အဲ့တော့ကျလေးလုံးရပြီနော်အာယာအောယောအာယာအောယောဟုတ်ပြီအဲ့တော့ကျတို့ဒီမူရင်းတရမှာဆိုလို့ရှိရင်ပေါ့နော်ကျရပလက်အတန်ကျတို့ခုမှရှေ့မှာတင်ခဲ့တယ်ယာနော်ခုတင်ရတယ်ယောအဲ့တော့ရပလက်တန်မှာဆိုမြင်းတူလေးတွေကနှစ်ချောင်းဖြစ်ပါတယ်ရပလက်တန်မှာအမြင်နဲ့မြင်းတူနှစ်ချောင်းဖြစ်တယ်နော်ရပလက်တန်လေးကျအမြင်နဲ့မြင်းတူနှစ်ချောင်းဖြစ်ပါတယ်ခုနကကဲဆွဲရရှင်အာနော်ပြီးတော့ကျတို့ယာတော့အာယာဒီမြင်းတူလေးတွေကဟိုဘက်ကိုလှည့်တယ်နော်ကျတို့အာယာဒီမြင်းတူလေးတွေဟိုဘက်လှည့်တယ်ကဲအခုကျတို့ဆိုရဲအော်ယောဆိုရင်မြင်းတူလေးကကိုယ့်ဘက်ကိုပြန်ပြီးတော့လှည့်ကျတို့စာအုပ်ထဲမှာလေဒီချက်တင်နေနဲ့တခါလေးလိုက်ကူမယ်ဆိုရင်အာယာဒီမြင်းတူလေးဟိုဘက်လှည့်ပြီးတော့အော်ယောဒီမြင်းတူလေးကကိုယ့်ဘက်ကိုပြန်လှည့်နော်အာယာနဲ့ဖြောင်းမြန်ဟုတ်ပြီနော်အာယာနဲ့ဖြောင်းမြန်အော်ယောဒီဆိုအာယာနဲ့ဆိုတာဖြောင်းမြန်လေးဖြစ်သွားမယ်ပေါ့နော်လွယ်တာတော့လွယ်တယ်နော်ဒါမှမဟုတ်နည်းနည်းလေးမှတ်ဖို့တော့လိုတယ်ပေါ့အာယာအော်ယောရပလက်တန်ဆိုရင်မြင်းတူလေးကအမြင်နဲ့နှစ်ချောင်းဖြစ်ပါတယ်အာယာဒီမြင်းတူလေးတွေဟိုဘက်လှည့်ပြီးတော့အော်ယောဆိုလို့ရှိရင်အာယာနဲ့ဖြောင်းမြန်မြင်းတူလေးတွေကကိုယ့်ဘက်ကိုပြန်ပြီးတော့လှည့်တယ်နောက်တစ်ခုကြတော့အိုကကြတော့အပေါ်ကနေအောက်ကိုမြင်းတူလေးအရင်ဆွဲပြီးတော့မှဘယ်ကနေညာအောင်မြင်းရှည်တစ်ချောင်းဆွဲလိုက်မယ်အိုအပေါ်ကနေအောက်ကိုမြင်းတူဆွဲမယ်ဘယ်ကနေညာကိုမြင်းရှည်ဆွဲမယ်အိုဟုတ်ပြီနော်အဲ့ဒီအိုကကြတော့ခြေကိုအလေးနဲ့ဆွဲမယ်ဆိုတော့အတူတူပဲပေါ့ခြေတာအိုနော်အိုပြီးတော့နောက်တစ်ခုခြေကိုယိုရပလက်တန်ဆိုခြေတို့မြင်းတူကနှစ်ချောင်းဖြစ်တယ်နော်အဲ့တော့ကဲယူမှာဆိုလို့ရှိရင်အပေါ်ကနေအောက်ကိုဒီလိုမြင်းတူနှစ်ချောင်းဆွဲမယ်ပြီးတော့မှဘယ်ကနေညာကိုမြင်းရှည်တစ်ချောင်းဆွဲပါမယ်ယူအပေါ်ကနေအောက်ကိုမြင်းတူလေးနှစ်ချောင်းဆွဲမယ်ပြီးရင်ဘယ်ကနေညာကိုမြင်းရှည်တစ်ချောင်းဆွဲမယ်ယူဟုတ်ပြီနော်အဲ့တော့အကြီးလေးနဲ့ပေါင်းလိုက်ပဲယူလို့အတန်းထွက်တယ်နော်အဲ့တော့ကျွန်တော်နောက်နှလုံးထပ်ရပြီအိုယူပြီနော်အဲ့တော့ကဲကြည့်ရအောင်အိုယူဆိုလို့ရှိရင်ဒီချေကိုမြင်းတူလေးတွေဒီအပေါ်ထောင်နေတယ်မြင်းတူလေးတွေဘာဖြစ်နေလဲဆိုရင်ကျွန်မအပေါ်လေးကိုထောင်တက်နေရပေါ့နော်အဲ့တော့ကဲမြင်းတူလေးတွေအပေါ်ထောင်နေရဒီချေဒါအိုယူနော်အိုယူကဲပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါကျတော့ဦးကဲတို့ဘယ်ကနေညာကိုမြင်းတစ်ချောင်းအရင်ဆွဲပြီးတော့မှအလဲကနေပြီးတော့အပေါ်ကနေအောက်ကိုမြင်းတူလေးတစ်ချောင်းဆွဲမယ်ဦးဘယ်ကနေညာကိုခြေကိုမြင်းတစ်ချောင်းရင်ဆွဲမယ်အလဲကနေပြီးတော့အပေါ်ကနေအောက်ကိုမြင်းတူလေးဆွဲမယ်ဦးဒီဦးမှာဆိုခြေကိုဒီမှာရေးထားတယ်မြင်းနေကတိတ်မတူနော်မြင်းနေကတိတ်မတူသူနည်းနည်းလေးတူပေးလိုက်ပါနော်အဲ့တော့ခြေကိုဒါဦးဟုတ်ပြီနော်အာနဲ့ပေါင်းလိုက်ပဲဆိုတော့ဦးပဲเนาะဒီအာနေရာမှာကျွန်တော်ကဖြီးနဲ့ပေါင်းရင်အာနေရာမှာဖြီးလေးတွေဝင်ပြီးတော့ပေါင်းမှာမလို့ဒီချက်တစ်ခါမြင်အောင်လို့ရထားပေးရပေါ့เนาะဟုတ်ပြီဦးပြီးသွားရင်နောက်တစ်ခုယူရပလက်တန်ဆိုချေတို့မြင်းတူလေးကနှစ်ချောင်းဖြစ်မယ်ဘယ်ကနေညာအောင်မြင်းတစ်ချောင်းဆွဲမယ်ပြီးတော့အပေါ်ကနေအောက်ကိုချေတို့ဒါမြင်းတူချေတို့နှစ်ချောင်းဖြစ်သွားမယ်เนาะဘယ်ကနေညာမြင်းတစ်ချောင်းဆွဲပြီးရင်အပေါ်ကနေအောက်ကိုချေတို့ကမြင်းတူနှစ်ချောင်းဖြစ်သွားမယ်ယူနော်ယူရပလက်တိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့မြင်းတူကနှစ်ချောင်းဖြစ်သွားတယ်အဲ့တော့ချေတို့နောက်ထပ်နှလုံးထည့်ရတယ်ဦးယူဒီချေတို့ကအပေါ်ကနေအောက်ချေတို့ကမြင်းတူလေးတစ်ချောင်းနဲ့နော်နောက်ယူကကြတော့အပေါ်ကနေအောက်ကိုမြင်းတူလေးနှစ်ချောင်းနဲ့အဲ့တော့ OU ဆိုလို့ရှိရင်ချေတို့မြင်းတူလေးတွေဒီအောက်ကိုစိုက်နေရဲ့နော် OU ဆိုရင်မြင်းတူလေးတွေဒီခြေကိုအောက်ကိုစိုက်တယ်ခုနကဒီခြေကို OU မြင်းတူလေးအပေါ်ထောင်နေဟုတ်တယ်နော် OU ဆိုရင်မြင်းတူလေးအပေါ်ထောင်နေ
u u ဆိုရင်မြင်းတို့လေးတွေကအောက်ကိုစိုက်နေတယ်နော်ဟုတ်ပြီအဲ့နောက်ထပ်နှလုံးမဲ့ကျန်တော့တယ်နောက်ထပ်နှလုံးရပါရဲဆိုလို့ရှိရင်8လုံးရပါပြီအာယာအောယောအိုယိုဦးယူဟုတ်ပြီနော်လောရပါပြီနောက်တစ်လုံးကကြတော့နော်အတန်ထွက်လေးဒီလို့အတန်ထွက်ပါတယ်နောက်ချေနေလေချောင်းကနေပြီးတော့အတန်ကိုညှစ်ထုတ်ရတယ်ပေါ့အတန်ကိုညှစ်ထုတ်ပြီးတော့နဲ့တွဲပေးလိုက်နော်ဒီနော်ဟုတ်ပြီအဲ့ဒီကကြတော့ချေဘယ်ကနေညာအောင်မြင်းလေးတစ်ချောင်းပဲရှိပါတယ်ဘယ်ကနေညာကိုချေမြင်းလေးတစ်ချောင်းပဲရှိရဲ့နောက်တစ်ခုချေဤရကြတော့အပေါ်ကနေအောက်ကိုမြင်းလေးတစ်ချောင်းပဲရှိပါတယ်အပေါ်ကနေအောက်ကိုမြင်းတစ်ချောင်းပဲရှိတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တချေတို့မူရင်းတရ10လုံးပြသွားပါပြီဘာတွေလဲဆိုလို့ရှိရင်အာယာအောယောအိုယိုဦးယူအာယာအောယောအိုယိုဦးယူဟုတ်ပြီနော်အဲ့တော့အာယာဆိုရင်တချေတို့မြင်းလေးတွေဒီကိုဘက်ကိုလှည့်နေတယ်အောယောဆိုရင်မြင်းတွေကကိုဘက်ကိုပြန်ပြီးတော့လှည့်တယ်အာယာနဲ့ဖြောင်းမြန်နော်အိုယိုဆိုရင်ချေတို့မြင်းလေးတွေချေတို့ကအပေါ်ထောင်နေတယ်မြင်းလေးတွေအပေါ်ထောင်နေတယ်ဦးယူမြင်းတို့လေးတွေအောက်ဆိုင်နေတယ်အဲ့တော့အိုယိုနဲ့ဦးယူနဲ့ကိုမှားတက်ကြတယ်ဆိုတာချေတို့ကြည့်ရအောင်ဦးယူဆိုလို့ရှိရင်ချေတို့ဒီမှာမြင်းတို့လေးတွေအောက်ဆိုင်တယ်တွေ့လားအောက်ဆိုင်ချေတို့အတန်ထွက်မြန်မာလိုစလုံးပေါက်လိုက်လို့ရှိရင်လေဦးနောက်ချေတို့ယူမြင်းတွေအကုန်လုံးချေတို့အောက်မှာပဲဟုတ်ပြီနော်တို့ဘလို့မှတ်မလဲဆိုလို့ရှိရင်မြင်းတွေအကုန်လုံးဒီချေတို့အောက်မှာပဲရှိတယ်မှကြည့်အောင်နော်ချေတို့မြင်းတားလိုက်မယ်ဆိုလို့ရှိရင်ချေတို့ကမြင်းတွေအကုန်လုံးဒီဘမှာပဲရှိလဲဆိုရင်အောက်မှာပဲရှိတယ်ဦးယူအဲ့ဒါဆိုလို့ရှိရင်မြင်းတူလေးတွေကအမြဲတမ်းအောက်ဆိုင်နေတယ်နော်မြင်းတူလေးတွေအမြဲအောက်ဆိုင်မယ်ပေါ့ဟုတ်ပြီနော်ချေတို့အဲ့လိုလေးမှတ်လို့ရှိရင်ချေတို့ဒါလွယ်တယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်နောက်ပြန်ပြောမယ်အာယာအောယောအိုယိုဦးယူအာယာမြင်းလေးတွေဟိုဘက်လှည့်တယ်အော်ယောမြင်းလေးတွေကိုယ့်ဘက်ကိုပြန်လှည့်တယ်နောက်မြန်လေးနော်အိုယိုမြင်းတို့လေးတွေအပေါ်ထောင်နေပြီးတော့ဦးယိုဒီမြင်းတို့လေးတွေကအောက်ကိုစိုက်နေဟုတ်ပြောင်းမြန်နော်ဦးယိုမှန်ရင်ဆိုဒီလိုလေးလဲဆိုဒါမှတ်လို့ရတယ်ပေါ့နော်လွယ်အောင်လို့နော်နောက်ဆိုဒီလေသားကနေပြီးတော့ညှစ်ထုတ်ပြီးတော့အတန်လေးနဲ့ဆွဲလိုက်ပေါ့နော်ပြောလို့ရှိရင်တော့ဆိုနော်တော့ဒါဒီဆိုတော့မြင်းတရ10လုံးပေါ့နော်မြင်းတရ10လုံးရသွားပါပြီဟုတ်ပြီအဲ့ဆိုလို့ရှိရင်ချေဒီသင်္ကန်းစာပြီးဒီအခုတင်ထားတဲ့မြင်းတရ10လုံးမြင်းတရ10လုံးကိုဘာနဲ့သွားပေါင်းရမှာလဲဆိုတော့ချေအရှိမတင်ထားတဲ့ဒီ16လုံးနဲ့သွားပြီးတော့ပေါင်းပါမယ်နော်မွေးတရ10လုံးကိုရှိမှတင်ထားတဲ့ဒီ16လုံးနဲ့သွားပေါင်းမယ်အဲ့တော့မပေါင်းခင်သူ့ရဲ့ချေပေါင်းမပေါင်းဒီအခြေခံလေးကိုပြောပြမယ်ပေါ့နော်ကဲအဲ့တော့ချေအာကိုပြန်သွားမယ်ပေါ့နော်ချေဒီမှာအာဟုတ်ပြီအဲ့တော့အာအပေါ်ကနေအောက်ချေတိုင်းမြင်းချေတစ်စောင်းနဲ့ဘယ်ကနေညောင်မြင်းတို့လေးတစ်စောင်းဆွဲထားအဲ့ဒီအာကိုရှာဒီမှာအဖြီးလေးနဲ့ပေါင်းထားတယ်အဖြီးလေးနဲ့ပေါင်းလဲပဲချေကအတန်ထွက်လေးကအာပဲအဲ့တော့ချေအလွယ်မှတ်ရအောင်အလွယ်မှတ်မယ်နော်အဲ့တော့အာနဲ့ပေါင်းရင်အာဆိုတော့ကြံတဲ့ဖြီးနဲ့ချေလိုက်ပေါင်းမယ်ဒီမှာချေအာနဲ့ပေါင်းရင်အာဆိုတော့ခါနဲ့ပေါင်းရင်ခါနော်ခါနဲ့ပေါင်းရင်ခါအာနဲ့ပေါင်းရင်အာဆိုတော့နာနဲ့ပေါင်းရင်နာနဲ့ပေါင်းရင်နာနော်ဓာနဲ့ပေါင်းရင်ချေဓာနော်အာနဲ့ပေါင်းရင်အာဆိုတော့ချေရနဲ့ပေါင်းရင်ရာနော်ရာနော်နောက်တစ်ချေတို့အာနဲ့ပေါင်းရင်အာဆိုတော့ချေတို့ဟာနဲ့ပေါင်းရင်ဟာနော်ဟာနဲ့ပေါင်းရင်ချေတို့ဟာနော်တော့ချေဒီနေရာလေးတွေမှာချေတို့ကဂျီးလေးတွေအစားထိုးပြီးတော့ပေါင်းသွားရုံပဲနော်တော့ချေတို့ဒါဒီ16လုံးလုံးနဲ့ချေတို့ပေါင်းလို့ရပါတယ်အဲ့တော့ဘလို့အစားထိုးရတာလဲဆိုတော့ချေတို့ဒီနေ့ချေတို့ပြောပြမယ်ပေါ့နော်ချေတို့အရင်ဆုံးအာနဲ့ပေါင်းရင်အာဆိုတော့ချေတို့ခါနဲ့ပေါင်းမယ်ခါကိုဒီချေတို့ဘာနဲ့ပေါင်းပါလဲဆိုရင်အာနဲ့ပေါင်းမယ်နော်
ခါကိုအာနဲ့ပေါင်းမယ်ဒါလေးဒီညမလို့ဆိုရင်ခဒါလေးဒီအာအဲ့လိုမျိုးချေတို့ပေါင်းလို့ရှိရင်ချေတို့ဒီအလေးတွေကိုဖြုတ်လိုက်အလေးတွေဖြုတ်ချေတို့အကိုပဲဖြုတ်မယ်နော်အကိုဖြုတ်ရင်ချေတို့ဒီမှာတရကြံနေနော်ချေအပေါ်မှာဆိုတရကြံနေအာဆိုရဲတရလေးကြံနေဒီအောက်မှာဆိုလို့ရှိရင်ချေတို့ညမလို့အကိုဖြုတ်လိုက်တော့ချေတို့ဒီမှာရေးချလေးကြံနေနော်အဲ့တော့ချေတို့အဲ့ဒီအတွေနေရာမှာခါတွေအစားဝင်အတွေကိုဖြုတ်အနေရာမှာခါတွေအစားဝင်တော့ကဲဒီမှာချေတို့လို့ဖြစ်သွားလဲဆိုရင်အတန်ထွက်လေးဒီခါနော်ဒီအနေရာမှာခါလေးအစားဝင်လိုက်တယ်သူ့ရဲ့ရေးချလေးကိုချေတို့ပြန်ဆွဲတယ်ခါနော်အဲ့တော့ခါကိုအာနဲ့ပေါင်းရင်ချေတို့အဲ့ဒီအနေရာမှာချေတို့ခါလေးတွေအစားဝင်လိုက်တာပဲခါနော်ဆက်ပြီးတော့ပေါင်းပြမယ်ချေတို့နှနဲ့ပေါင်းမယ်ပေါ့နှနဲ့ပေါင်းမယ်နှကိုဒီချေတို့အာနဲ့ပေါင်းမယ်နှကိုအာနဲ့ပေါင်းမယ်ကဲနှကိုအာနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ချေတို့ဒီနှနေရာမှာ sorry အနေရာမှာနှလေးတွေအစားဝင်လိုက်အောင်မယ်ဟုတ်တယ်နော်အဲ့တော့ဒီအလေးတွေကိုဖြုတ်မယ်အလေးတွေကိုဖြုတ်ပြီးတော့ဒီအရဲ့နေရာမှာချေတို့နှလေးတွေကိုချေတို့အစားဝင်မယ်နှနဲ့အာနဲ့ပေါင်းရင်အဲ့ဒါကြောင့်မို့လို့နာဆိုပြီးတော့ဖြစ်လာတာအတွေကိုဖြုတ်တယ်နှလေးတွေအစားဝင်တယ်အနေရာမှာနော်နာနော်နာသုံးလုံးလောက်ပေါင်းပြမယ်ပေါ့ချက်ထားနဲ့ပေါင်းပြမယ်နော်ထားနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ထားကိုဒီချေတို့အာနဲ့ပေါင်းမယ်ထားနဲ့အာနဲ့ပေါင်းရင်တော့ချေတို့ဒီဟာလေးသိပြီဆိုတခါတန်းပြီးတော့ပြောနိုင်တယ်ပေါ့ထားနဲ့အာနဲ့ပေါင်းမယ်အနေရာမှာထားတွေအစားဝင်မယ်နော်ဒါတီဒါတီချေတို့ဒါအာချေတို့အတွေကိုဖြုတ်တယ်အဲ့ဒီအတွေနေရာမှာချေတို့ဒါထားတွေအစားဝင်တယ်ဆိုတော့အတန်ထွက်လေးဒီဒါနော်ထားနဲ့အာနဲ့ပေါင်းရင်ဒါနော်ရမယ်နော်ဆိုချေတို့ဒါဒီ16လုံးလုံးအလိုပေါင်းလို့ရပါတယ်ဒါလို့ရှိရင်အတန်ကိုတန်းပြီးတော့မထွက်တတ်ရင်အရင်ဆုံးဒီအခြေခံနည်းလေးတွေနဲ့ပေါင်းကြည့်နော်အာနဲ့ပေါင်းရင်အာဆိုတော့ခါနဲ့ပေါင်းရင်ခါနာနဲ့ပေါင်းရင်နာခါနဲ့ပေါင်းရင်ဓာနော်ဘာနဲ့ပေါင်းရင်ဘာဟာနဲ့ပေါင်းရင်ဟာကနဲ့ပေါင်းရင်ကာအဲ့တော့ချေတို့ဒီအနေရာမှာချေတို့ပေါင်းလိုက်တဲ့ဖြီးလေးတွေထည့်လိုက်အောင်ပဲနော်ခါနဲ့ပေါင်းလို့ရှိရင်ဘာနှနဲ့ပေါင်းရင်နာထားနဲ့ပေါင်းရင်ထားဟုတ်ပြီနော်ရနဲ့ပေါင်းရင်ရာမနဲ့ပေါင်းရင်မာဖားနဲ့ပေါင်းရင်ဖားရမယ်နော်အဲ့တော့ရမယ်လို့ထင်ပါတယ်နောက်တစ်ခုချေရပလက်တန်လေးနဲ့ပြောပြမယ်ရပလက်တန်ဆိုလို့ရှိရင်ချေတို့ကဒီအောင်အဲ့တော့အာနဲ့ပေါင်းရင်ချေတို့ကရာပေါ့နော်သူကအာနဲ့ပေါင်းလို့ချေတို့ကရာလို့ပဲထွက်ကြတယ်အဲ့တော့သူ့ကိုပေါင်းမယ်ဆိုလို့ရှိရင်ချေတို့ခါနဲ့ပေါင်းမယ်ခချေရာနဲ့ပေါင်းမယ်ရာနဲ့ပေါင်းတဲ့အခါမှာခါရယ်ရာရယ်ချေဘာကိုဖြုတ်ကလဲဆိုရင်အလေးဖြုတ်ကရဲဟုတ်တယ်နော်အဲ့တော့ဒီအပေါ်မှာဆိုချေမှာအလေးပါနေအဲ့ဒီအလေးကိုဖြုတ်မယ်ခါကိုအစားဝင်မယ်အနေရာမှာဒါပေမဲ့အောက်မှာချေခရာချေဒီမှာအမရှိဘူးဟုတ်တယ်နော်အမရှိတဲ့အတွက်ကြောင့်မို့ချေကဖြုတ်เสียမလို့ချေဒီအကိုပဲဖြုတ်မယ်ကျန်တာဖြုတ်เสียမလို့အဲ့တော့ကြည့်ရအပေါ်မှာချေသွားပေါင်းလိုက်မယ်ခါနဲ့ရာနဲ့ပေါင်းရအသက်ထွက်လေးဒီရာခါရာဆိုပြီးတော့မစိုးနဲ့နော်ရာခါနဲ့ရာနဲ့ပေါင်းရရာနော်ဘာလို့လဲဆိုလို့ရှိရင်တို့အတန်ထွက်မှာပြုတ်စရာမရှိဘူးနော်ပေါ့မနောက်တစ်ခုပြောမယ်ဓာလေးကိုတီချေတို့ရာနဲ့ပေါင်းမယ်ဓာလေးကိုရာနဲ့ပေါင်းမယ်ဟိုကဒီဓာရာတီချေအတန်ထွက်လေးဒီရာအဲ့တော့ချေအဖြုတ်တယ်အနေရာမှာဓာလေးအစားဝေးလိုက်တယ်ဆိုတော့ဓာနဲ့ရာနဲ့ပေါင်းရင်ဒီရာအတန်ထွက်မှာချေဖြုတ်စရာမရှိလို့နော်ရာဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ရမယ်ထင်တယ်နော်ကျတို့ဟာနဲ့ရာနဲ့ပေါင်းမယ်ဆိုရင်ဟာနဲ့ရာနဲ့ဆိုရင်ကျတို့ပေါင်းလိုက်တဲ့ဖြီးလေးကိုထည့်ပြီးတော့ဆိုလိုက်အောင်မယ်ရာနော်ဟာနဲ့ရာနဲ့ပေါင်းရင်ကျတို့ရာဟုတ်ပြီနော်နောက်ကျတို့ဘာရှုံးလဲဆိုဈာနဲ့ရာနဲ့ပေါင်းမယ်ဈာနဲ့ရာနဲ့နော်အဲ့တော့ကျတို့ရပလက်တန်တော့ကျတို့ကရပလက်တန်မှာပြန်ထည့်ဆိုမယ်ဂျာဟုတ်ပြီနော်ဆိုတော့ဒီတရမှာရပလက်တန်နဲ့ပေါလို့ရှိရင်တချို့တို့ဒီရပလက်တန်မှာပြန်ပြီးတော့ထည့်ဆိုရတယ်ပေါ့နော်ခြားနဲ့ပေါင်းမယ်ခြားနဲ့ရာနဲ့ပေါင်းရင်ချရာနော်ချရာဟုတ်ပြီနော်ခြားနဲ့ရာနဲ့ပေါင်းရင်ချရာအဲ့ဒီအတန်ရောရာဆိုတဲ့ချိုရပလက်တန်တွေပါတခါလေးထည့်ဆိုရတယ်
ဟုတ်ပြီနော်အဲ့လိုမျိုးရပလက်တန်ကိုထည့်ဆိုတဲ့အခါမှာတချို့ပြည်ကလည်းအခုချေတို့ဒီမှာပေါင်းပြတဲ့ဒီဆိုတာရပလက်တန်နဲ့ပြောတာပေါ့နော်တချို့ပြည်ကြတော့လည်းချေတို့ဒါချွင်းချက်တန်ရှိတယ်နော်အဲ့ချွင်းချက်တန်ကတော့ဂျီးနဲ့မူရင်းတရပေါင်းတဲ့သင်ခန်းစာမှာခြေကထည့်ထားပေးတယ်ဒါကတော့ခြေကအရင်ဆုံးအစမ်းပေါင်းပြပေးတာပေါ့နော်ပေါင်းတဲ့အခြေခံနည်းလေးသိအောင်လို့ဆက်ပြီးတော့ပြောပြအောင်မယ်နော်နားမလည်လို့ရှိရင်ဗီဒီယိုလေးကိုဆက်ကြည့်နော်ပြောပြမယ်အဲ့တော့ချက်တာအာယာနဲ့ပေါင်းတယ်ပေါ့နောက်တစ်ခုကြာအောယောနဲ့ပေါင်းမယ်အောယောအောဆိုချေအာတန်အဲ့တော့အာတန်ဆိုလို့ရှိရင်ချေကဂျီးနဲ့ပေါင်းမယ်ဆိုရင်ချေအာတန်လေးကိုဖြုတ်ပြီးတော့ဂျီးအတန်လေးထည့်လာရပြီဟုတ်တယ်နော်ခါနဲ့အောနဲ့ပေါင်းရင်ဘောနော်နာနဲ့အောနဲ့ပေါင်းရင်နော်နော်ဓာနဲ့အောနဲ့ပေါင်းရင်ဘောဟုတ်ပြီနော်နောက်တစ်ခါကျတော့ရနဲ့အောနဲ့ပေါင်းရင်ရောနော်မနဲ့အောနဲ့ပေါင်းရင်မောဟာနဲ့အောနဲ့ပေါင်းရင်ဟောနော်တာနဲ့အောနဲ့ပေါင်းရင်ချေစောဟုတ်ပြီနော်အဲ့တော့ချေဒီအလေးနေရာမှာဒီအလေးကိုဖြုတ်ပြီးတော့နော်ချေဖြီးလေးတွေထည့်လိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဒီမှာကိုရီးယားလို့ဆိုရင်ချေဒီအကိုဖြုတ်ပြီးတော့ဒီအနေရာမှာဖြီးထည့်ဟာနဲ့ပေါင်းရင်ချေဘောပေါ့နော်အကိုဖြုတ်ထားတော့အနေရာမှာချေဖြီးလေးတွေလိုက်တယ်ဘောနော်ချေနှာနဲ့ပေါင်းလို့ရှိရင်နှာနဲ့ပေါင်းမယ်နှာနဲ့ပေါင်းမယ်ဆိုလို့ရှိရင်အနေရာမှာနှာလေးပြောင်းပြီးတော့နောပေါ့နော်နှာနဲ့ပေါင်းရင်နောအဲ့လိုမျိုးလေးနော်နားလည်မယ်လို့ထင်တယ်နော်နောက်ချေလို့ရပလက်တယ်ဆိုရင်ရပလက်တယ်ချင်းချက်ရှိတဲ့ပြည်ကြီးလည်းရှိတယ်ရပလက်တယ်ကိုပြန်ပြီးတော့မထွက်ရဘဲနဲ့ချင်းချက်ရှိတဲ့ပြည်ကြီးလည်း9လုံးရှိပါတယ်ကျုပ်တန်တဲ့ပြည်ကြီးကတော့ချေလို့ဒါရပလက်တန်လေးပြန်ထွက်ရမယ်နော်ရပလက်တယ်ဆိုချေလို့ဒီရပလက်တယ်ပြန်ထွက်ရတယ်ခါနဲ့ရောနဲ့ပေါင်းရင်ခါနဲ့ရောနဲ့ပေါင်းရင်ချေလို့ဒါရောနော်ခါရောချေလို့2တန်လုံးထွက်မယ်ရောနော်ဓာနဲ့ရောနဲ့ပေါင်းရင်ချေလို့ရောရပလက်တန်ဆိုတော့နော်ကိုရီးယားလို့ဆိုတော့ချေဒီမှာအဖြုတ်လို့ရတယ်ပေါ့အဖြုတ်ပြောချေလို့ဒီလေးတွေအစားဝင်တယ်ဒါမဲ့ချေအတန်ထွက်မှာဆိုဖြုတ်စရာကအမရှိဘူးရပလက်တန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီရောရပလက်တန်ရောချေလို့ပြန်သုံးရတယ်နော်ရောဟာနဲ့ပေါင်းရင်ချေလို့ရောနော်ဂျာနဲ့ပေါင်းရင်ဂျီရောချနဲ့ပေါင်းရင်ချေရောရမယ်နော်အဲ့ဆိုလို့ရှိရင်ချေတို့သင်ခန်းစာလေးတွားမယ်ဒီနဲ့ချေတို့မူရင်းတရပေါင်းတဲ့သင်ခန်းစာလေးနော်လွယ်တာတော့လွယ်ပါတယ်နော်ချေတို့မခတ်ပါဘူးတေချာလေးချေတို့လိုက်ပြီးတော့ကြည့်နော်တခါလေးမှတ်မယ်နော်အဲ့တော့ဒီနဲ့မူရင်းတရပေါင်းခြင်းချေတို့တင်ထားတဲ့ဒီ16လုံးရှိရပေါ့နော်ဒီ16လုံးနဲ့ချေတို့ကမူရင်းတရဘယ်နှလုံးလဲဆိုတော့10လုံးနဲ့ပေါင်းမယ်နော်မူရင်းတရ10လုံးနဲ့ပေါင်းပါမယ်ပထမဆုံးဒီချေတို့ခါကြီးလေးနဲ့ပေါင်းမယ်နော်ခါကြီးလေးနဲ့ပေါင်းပါမယ်ကဲအဲ့တော့ကြည့်ရအောင်ပထမဆုံးခါနဲ့အာနဲ့ပေါင်းမယ်ခါနဲ့အာနဲ့ပေါင်းမယ်အဲ့တော့ကဲချေခါကိုအာနဲ့ပေါင်းတယ်ဒီအာနေရာလေးမှာချေခါလေးတွေဝင်ပြီးထွက်မယ်ခါနဲ့အာနဲ့ပေါင်းရင်ခါဟုတ်ပြီနော်ပြောမှဆိုရင်ညီမတို့ရေးကြည့်ရင်ချေခဒီဟာလေးတီးချေတာအာနော်အဲ့မှာချေအာလေးတွေကိုဖြုတ်ပြီးတော့အာနေရာမှာချေခါလေးတွေအစားဝင်တော့ခါနဲ့အာနဲ့ပေါင်းရင်အာတန်ဖြုတ်ပြီးတော့ခါစားဝင်လိုက်ရုံပဲခါနော်ရပလက်တန်လေးထားခဲ့မယ်အာတန်နဲ့ပဲပြောဦးမယ်ခါနဲ့ချေအောနဲ့ပေါင်းမယ်ခါနဲ့အောနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ချေဒီအာတန်လေးတွေဖြုတ်မယ်အာနေရာမှာအာတန်နေရာမှာခါအတန်လေးတွေကိုချေအစားထည့်မယ်အဲ့တော့ခါနဲ့အောနဲ့ပေါင်းရင်ခေါ်ဟုတ်တယ်နော်အဝေးထိုးခရေးချနော်ခေါ်ဟုတ်ပြီနော်နောက်တစ်ချက်ကိုခါနဲ့အိုနဲ့ပေါင်းမယ်ခအိုနော်အဲ့တော့ကဲအာတန်ဆိုတော့ချေတို့ကအတန်လေးတွေကိုချေဖြုတ်မယ်နော်ဖြုတ်ပြီးတော့ချေခါအတန်လေးတွေထည့်မယ်အဲ့တော့ခါနဲ့အိုနဲ့ပေါင်းရင်ဟူခါနဲ့အိုနဲ့ပေါင်းရင်ဟူခါနဲ့ဥနဲ့ပေါင်းမယ်ခါနဲ့ဥနဲ့ပေါင်းရင်ချေတို့ဒီအတန်လေးတွေကိုဖြုတ်မယ်နော်အတန်လေးတွေကိုဖြုတ်မယ်ဒါလေးဒီဒါလေးဒီဥအတန်လေးကိုဖြုတ်ပြီးတော့အဲ့ဒီအတွေနေရာမှာခါတွေအစားဝင်နော်ခါနဲ့ဥနဲ့ပေါင်းရင်ဟူနော်အဲ့ဒါကိုချေခါနဲ့ဥနဲ့ပေါင်းမယ်ခဒါလေးဒီချေဒါဥနော်ခါနဲ့ဥနဲ့ပေါင်းလို့ရှိရင်ချေဒါအတန်ထွက်လေးကအလေးတွေကိုဖြုတ်လိုက်တော့ good နော်ခါနဲ့ဥနဲ့ပေါင်းရင် good
ဟုတ်ပြီနော်ခါနဲ့ e နဲ့ပေါင်းမယ်ခကျုပ်တာ e အဲ့တော့အတန်လေးတွေဖြုတ်ပြီးတော့ခအတန်လေးတွေထည့်မယ် d နော်ဒီရပလက်တန်နဲ့ပေါင်းမယ်ရပလက်တန်မှာဆိုတကယ်လို့ဒီရပလက်တန်လေးတွေပြန်ပြီးတော့ထွက်ပေးရမယ်ပမာကျုပ်ခါနဲ့ရာနဲ့ပေါင်းမယ်အပေါ်မှာကျုပ်အပေါင်းအဖြုတ်ပြီးတော့ခလေးကိုအစားထည့်လိုက်တယ်အဲ့တော့ခါနဲ့ရာနဲ့ပေါင်းရင်အောက်မှာအတန်မှာကျုပ်တာအတန်မရှိတော့ဖြုတ်စရာမလိုရပလက်တန်နဲ့ပြန်ထွက်မယ်ခါနဲ့ရာနဲ့ပေါင်းရင်ရာနော်ခါနဲ့ရောနဲ့ပေါင်းရင်ကျုပ်ရောနော်ခါနဲ့ကျုပ်ယူနဲ့ပေါင်းရင်ယူခါနဲ့ကျုပ်ယူနဲ့ပေါင်းရင်ယူဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကြည့်ပြောမယ်ခါကိုအားနဲ့ပေါင်းတော့ခါကိုအားနဲ့ပေါင်းတယ်အတန်လေးဖြုတ်တယ်ခါအတန်အစားဝင်တယ်ခါကိုရာနဲ့ပေါင်းရင်ရာပလက်တန်ကိုကျုပ်ပြီးအတန်ကိုပြန်ထွက်ရတယ်ရာနော်ခါကိုအောနဲ့ပေါင်းရင်ဘောအဲ့ဒီမှာကအောလို့လုပ်ရင်မှားတယ်ဘာလို့ဆိုတော့အတန်ကိုဖြုတ်ကြတယ်နော်အတန်ကိုဖြုတ်ကြပါတယ်တော့ခါနဲ့အောနဲ့ပေါင်းရင်ဘောခါနဲ့ရောနဲ့ပေါင်းရင်ရောနော်ခါနဲ့အိုးနဲ့ပေါင်းရင်ဟိုခါနဲ့ယိုနဲ့ပေါင်းရင်ယိုခါနဲ့ဦးနဲ့ပေါင်းရင်ဂူယူနဲ့ပေါင်းရင်ကြတော့ယူနော်ဦးနဲ့ပေါင်းရင် good e နဲ့ပေါင်းရင် e အဲ့တော့ဒီလိုခါလေးကိုအာယာအောယောအိုယိုဦးယူ good e နဲ့ပေါင်းရင်ခါခရာဟောယောဟိုယိုဘူယူ good e ခါခရာခေါ်ခယောဟိုခယိုဘူခယူ good e အဲ့တော့ကျုပ်တာအစင်လိုက်မရလဲရတယ်နော်ကျုပ်ဒီစာကြောင်းတွေမှာဒီလိုမျိုးအစင်လိုက်တွေ့ရမှာမဟုတ်ဘူးအစင်လိုက်မရလဲရတယ်ကျတို့သိရမှာကခါကိုအာနဲ့ပေါင်းထားတဲ့စကားလုံးလေးတွေ့ပြီဆိုကျုပ်ခါဆိုပြီးတော့တန်းထွက်ရနော်အဲ့ဒါလေးခါကိုအောနဲ့ပေါင်းထားတာပဲဘောအဲ့လိုလေးတန်းမျိုးထွက်တတ်ရမယ်နော်ခါကိုအိုနဲ့ပေါင်းထားတဲ့ခူနော်ခါကိုယူနဲ့ပေါင်းထားတဲ့ရပလက်တန်ဆိုရပလက်တန်လေးပါပြန်ထွက်ရမယ်ခယူအဲ့လိုမျိုးလေးရှေ့အတန်လေးတန်းမျိုးထွက်တတ်ရမယ်နော်အစင်လိုက်ကြက်စရာလည်းမလိုနော်ကျတို့ဘာလို့ဖို့လိုလဲဆိုလို့ရှိရင်တရရရမယ်အာယာအောယောအိုယိုဦးယူဥတီတရကိုကျအလွတ်ရမယ်တရရမှာကျတို့ကခလေးကိုဘာတရနဲ့ပေါင်းထားလဲဥမာအာနဲ့ပေါင်းထားလားအောနဲ့ပေါင်းထားလားနော်အိုနဲ့ပေါင်းထားလားဦးနဲ့ပေါင်းထားလားကျခွဲနိုင်မှာဟုတ်ပြီနော်အဲ့တရအလွတ်ချက်ကမယ်ဒီကျုံမြင်တာနဲ့တန်းမျိုးသိရမယ်ချက်ကြီးတွေတင်ကလေးကပြောပါတယ်နော်အဲ့လိုမျိုးသိမှကျုံကဒီသင်ခန်းစာလေးကသွားတာလွယ်တယ်ပေါ့နော်အဲ့ဒါချိန်မှာမင်းနဲ့တဲ့ချက်ကမင်းနဲ့စပြီးတော့ချက်ကပါပြီနော်မင်းနဲ့စပြီးတော့ချက်မယ် all we လို့ခေါ်တယ် all we ပြောတာမင်းနဲ့ဟုတ်ပြီအဲ့ချက်ရ free ball ကခါကိုဖာနဲ့ပေါင်းထားတယ်ဆိုအာနဲ့ပေါင်းထားတယ်ခါနောက်တစ်ခုခါကိုဦးနဲ့ပေါင်းထားတယ်ဂူခါဂူ free ball ကနော်အတာကြတော့ခါကိုဦးနဲ့ပေါင်းထားတယ်ဂူပြခါကိုအီနဲ့ပေါင်းထားတယ်ဒီဟူခီအတာနော်ခါကူ free ball ကဟူခီအတာနော်မိနစ်နှလုံးရပြီနော်ခါကူ free ball ကဟူခီအတာနော်မိနစ်လေးတွေကတော့ခြေကိုကြက်ထားမယ်ပေါ့နော်ကဲနောက်တစ်ခုခြေကိုနှနဲ့ပေါင်းပြမယ်နော်နှနဲ့ပေါင်းမယ်နားနဲ့ပေါင်းတဲ့ခါမှာခြေကိုကြည့်ရအောင်ဘာတွေတွေ့တော့ဆိုတော့စတားလေးတွေတွေ့မယ်ထင်စတားလေးတွေနော်အဲ့ဒီစတားလေးတွေကဘာလို့ပါလဲဆိုဒီမှာရပလက်တန်မှာချွင်းချက်ရှိတယ်လို့ပြောတာရဲတရပြောတာပြောတော့ရပလက်တန်မှာချွင်းချက်ရှိတဲ့တရရှိတယ်ဥမာခရာခယောခယိုခယူအဲ့လိုရပလက်တန်ပြန်ပြီးတော့မထွက်ကြဘူးရပလက်တန်ပြန်မထွက်ရပဲလေသူကချွင်းချက်သွားပြီးတော့ရှိရနော်အဲ့တော့ဘာစကားလုံးလေးတွေဆိုကြည့်အောင်နော်အဲ့တော့ရပလက်တန်ဆိုချိန်မှာယာနောက်တစ်ခုချေယောနော်နောက်ချေယိုနောက်ယူအဲ့တော့ယာယောယိုယူမှာချေချင်းချက်သူတို့ကိုချေကညအတန်လေးနဲ့ထွက်ပေးမယ်ညချေတို့နေယာတို့နေယောတို့မထွက်ရတော့နော်ဘာအတန်နဲ့ထွက်မှာဆိုညအတန်နဲ့ထွက်မယ်နော်ဟုတ်ပြီအရင်ဆုံးတော့တချေတို့အားနဲ့ပေါင်းတာလေးအရင်ကြည့်တော့ချေခါရယ်နှရယ်ကိုပဲပေါင်းပြမယ်ကျန်တာလေးတွေကဒီတိုင်းပြောမယ်ပေါ့နော်
ခြေဒီလိုမျိုးပေါင်းပြမယ်ဆိုတာဒီလိုမျိုးမြန်မာလိုလေးရေးပြမယ်လို့ပြောနော်ကျန်တာလေးကဒီတိုင်းပြောမယ်တကယ်လို့တိတ်ပြောမရှင်းသေးဘူးဆိုလို့ရှိရင်ဒီအရှိကပေါ့နော်ခြေဒီပြီးနဲ့ဒီတရနဲ့ပေါင်းတဲ့သင်ခန်းစာတွေပြန်ပြီးတော့လေ့လာကြည့်နော်ပြန်ပြီးတော့နားထောင်ကြည့်နော်အမှားဆိုလို့ရှိရင်ခြေပေါင်းမပေါင်းလေးတွေကခြေကပြန်ပြီးတော့ပြောပြထားဒီမှာလည်းခြေကပြန်ပြီးတော့ပေါင်းပြထားတယ်ခါရောနာအောင်နော်အဲ့တော့နာဆိုလို့ရှိရင်ခြေထားလေးဒီနာဘာနဲ့ပေါင်းမှာဆိုအာနဲ့ပေါင်းမယ်အဲ့တော့ခြေတို့ဒီအာတန်ဆိုတော့အာတန်လေးတွေပြန်ပြီးတော့ဖြုံမယ်နော်အာတန်လေးတွေပြန်ဖြုံအဲ့တော့နာကိုအာနဲ့ပေါင်းရင်နာအာတန်ကိုထားခဲ့ရတယ်နော်အာတန်နေရာမှာခြေတို့နာလေးဝင်ရတယ်နာကိုအာနဲ့ပေါင်းရင်နာနော်နာကိုအောနဲ့ပေါင်းမယ်နာကိုခြေတို့အောနဲ့ပေါင်းမယ်အာတန်လေးတွေကိုဖြုံမယ်အာတန်နေရာမှာနာလေးတွေဝင်မယ်ဆိုတော့နော်နာကိုအိုနဲ့ပေါင်းမယ်နာခြေတာအိုနဲ့ပေါင်းမယ်အတန်ထွက်လေးက no နော်ဒီအာတန်လေးတွေကိုခြေတာဖြုတ်မယ်နော် no ဟုတ်ပြီနောက်တစ်ခါကျတော့နာကိုဒီခြေကိုဦးနဲ့ပေါင်းမယ်နာဦးနဲ့ပေါင်းမယ်အလေးတွေကိုဖြုတ်မယ်အလေးညမှာနာလေးတွေဝင်မယ်ဆိုတော့ nu နော်နာကိုဒီခြေကိုဘာနဲ့ပေါင်းမလဲဆိုရင် ut နဲ့ပေါင်းပါမယ်နာကို ut နဲ့ပေါင်းမယ်ဟုတ်ပြီဆိုတော့အတန်ထွက်လေးက knit နော် knit လို့ထွက်မယ်ဟုတ်ပြီနာကို e နဲ့ပေါင်းလို့ရှိရင်အတန်ထွက်လေးဒီ ni နော် ni ဒီနော်ဒါဆိုလို့ရှိရင်ဒါရုပ်အတန်လေးနဲ့ပေါင်းတာပေါ့ရပလက်တန်နဲ့ပေါင်းမယ်အရင်ဆုံးခြေနာကိုခြေရာနဲ့ပေါင်းမယ်တဲ့နော်နာကိုရာနဲ့ပေါင်းမယ်ဒါမဲ့ခြေဒီနာကိုရာနဲ့ပေါင်းလို့ရှိရင်ဒီနာနေရာမှာခြေကကိုရီးယားလို့ဆိုရင်အနေရာမှာနာလေးအစားဝင်မယ်ပေါ့ဒါမဲ့ခြေအတန်ထွက်လို့ရှိရင်ညအတန်နဲ့ထွက်မယ်ရပလက်တန်ရာရောယူမှာခြေဒီညအတန်နဲ့ထွက်မယ်ဆိုတော့နာကိုရာနဲ့ပေါင်းရင်ညာနော်နာကိုရာနဲ့ပေါင်းရင်ညာရောနဲ့ပေါင်းမယ်နာနေရာမှာအနေရာမှာနာဝင်မယ်နာကိုရောနဲ့ပေါင်းရင်ညောညတန်နဲ့ထွက်မယ်ညောနော်နာကိုရောနဲ့ပေါင်းရင်ညောနာကိုခြေကိုယူနဲ့ပေါင်းမယ်နာကိုခြေကိုယူနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ညိုညတန်လေးနဲ့ပြောင်းပြီးတော့ထွက်မယ်ညိုနော်ညိုနာကိုခြေကိုယူနဲ့ပေါင်းမယ်နာကိုယူနဲ့ပေါင်းရင်ညူနာကိုယူနဲ့ပေါင်းတော့ညူဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ပြောမယ်နာလေးကိုအာယာအောယောအိုယိုဦးယူut e နဲ့ပေါင်းလိုက်ရင်နာညာနောညောနိုညိုနူညူနင်းညင်နာညာနောညောနိုညိုနူညူနင်းညင်နော်ဒါမယ်နော်ခြေရပလက်တန်ရာရောယူမှာဆိုချင်းချက်လေးပြထားပါသူတို့မှာခြေကညတန်နဲ့ထွက်ပြရတယ်သူတို့ရဲ့ချင်းချက်တန်နဲ့နော်အဲ့တော့မီနင်းလေးကြည့်ရအောင်မီနင်းနာကိုတစ်ချက်တော့ဦးနဲ့ပေါင်းထားတော့နူနာကိုအာနဲ့ပေါင်းတော့နာနော်နာကိုဦးနဲ့ပေါင်းတော့နူနာကိုအာနဲ့ပေါင်းတော့နာနူနာအမဟုတ်ပြီနော်နောက်တစ်ခုနာကိုအာနဲ့ပေါင်းတယ်နာငါနာကိုအောနဲ့ပေါင်းတယ်နာကိုအောနဲ့ပေါင်းရင်နောနေနော်ဒါဆိုလို့ရှိရင်ခြေရမလားခြေတို့ချွင်းချက်ရှိရင်ခြေတို့ကချွင်းချက်တန်လေးနဲ့ထွက်ကမယ်ရပလက်တန်မှာချွင်းချက်မရှိတော့ခြေတို့ကရပလက်တန်လေးပြန်ပြီးတော့ထွက်ကတယ်နော်ဒီမှာခါနဲ့ပေါင်းတော့ဆိုရင်ခါခယာဘောခယောဘူခယိုဘူးခယူgood key ဆိုပြီးတော့ခြေတို့ကရပလက်တန်လေးနဲ့ပြန်ပြောတယ်နော်နာမှာဆိုရင်တော့ခြေတို့နာကရာရောယူမှာချွင်းချက်ရှိရယ်နာညာနောညောနိုညိုနူညူနေနီဆိုတဲ့တန်လေးနဲ့ထွက်ပေးရတယ်ဟုတ်ပြီနော်အဲ့တော့ဒီနဲ့တရကိုခြေကိုပေါင်းတက်မယ်နော်ဒီနဲ့တရကိုပေါင်းတက်မှရမယ်နော်ခြေကိုဒီသင်ခန်းစာလေးဟုတ်အားဆိုလို့ရှိရင်ဒီခြေတို့ဒီအတန်လေးတွေခြေကိုအကုန်ဖြုတ်တယ်နော်ခြေတို့ဒီအလေးတွေကိုအကုန်ဖြုတ်ပြီးတော့အဲ့ဒီအနေရာမှာခြေတို့ပေါင်းလိုက်တဲ့ဖြီးတွေကအစားဝင်ရတယ်နော်နာကိုအာနဲ့ပေါင်းရင်နာအဲ့ဒီအကိုဖြုတ်ပြီးတော့ခြေတို့ပေါင်းတဲ့နာဒီအတန်စားဝင်တယ်နာခါကိုအောနဲ့ပေါင်းရင်ဟော
နော်အစားဝင်သွားရုံပဲဟုတ်ပြီနော်ဆိုတော့ဒီသင်ခန်းစာကိုအပြန်လှန်လေ့ကျင့်ပါနော်ဆိုတော့ဒီနဲ့မွေးသားပေါင်းနေပါဆိုတော့စလုံးနေစပြီးတော့ဖတ်ကြတော့ဒီမှာဆိုမိနစ်နေစပြီးတော့ထွက်လာပြီနော်ဆိုတော့အပြန်လှန်ဆိုပေါင်းတာလေးကိုလေ့ကျင့်ပါနောက်သင်ခန်းစာမှာခြေကဒီအကုန်အစဆုံးဆက်ပြီးတော့သင်ပေးမယ်ပြီနော်ခုမှခါးနဲ့နားနဲ့ပဲပေါင်းရသေးတယ်ဆိုတော့နောက်ထပ်ခြေကိုဒါ19လုံးလောက်ကျန်သေးပေါင်းဖို့ကနော်အဲ့ဒါလေးကိုတော့ခြေကဒီလိုမျိုးမြန်မာလိုလေးတွေတော့မပြတော့ဘူးဒီရိုင်းတစ်ခါလေးပြောရမယ်เนาะအဲ့ဒါကြောင့်မို့လို့ခြေဒီသင်ခန်းစာမှာဒီနဲ့ငင်းတရာပေါင်းပုံပေါင်းပြီးဘယ်လိုပေါင်းလဲဆိုတာလေးကိုတေချာလေးလေ့လာမယ်ဟုတ်ပြီเนาะဘာကြက်မှာလဲဆိုရင်ငင်းတရာကိုကြက်ကမယ်ငင်းတရာကိုဒီပိုင်နိုင်ကြက်ကမယ်ဟုတ်ပြီเนาะအာယာအောယောအိုယိုအိုယူအိုတီဟုတ်ပြီเนาะအာဆိုလို့ရှိရင်မြင်းတူလေးကဘက်ဘက်ကိုလှည့်နေရအောင်เนาะအိုဆိုရင်မြင်းတူလေးကအပေါ်ထောင်နေရလားအောက်ကိုစိုက်နေရလားတိတိကျကျရရမယ်เนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တို့နောက်သင်ခန်းစာမှာပြန်ပြီးတော့တွေ့ကြပါမယ်여러분 안녕